Google account တစ်ခုကိုစနစ်တကျနဲ့ဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုသိချင်ကြလားဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါโอเคပါဒီဗီဒီယိုလေးမှာတော့ Google account တစ်ခုကိုစနစ်တကျနဲ့ဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်โอเคပါဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကျွန်တော်တို့လေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲက Google software လေးတွေကိုဝင်ပေးလိုက်ပါโอเคပါဒီညကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့က Google account ကိုဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာရှိတဲ့ create account ဆိုတဲ့ကျွန်တော်တို့ setting လေးကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့အနေနဲ့ for my personal use ရှိမယ် for work or my business ဆိုပြီးတော့ရှိပါမယ်ကျွန်တော်တို့ကိုယ်တိုင်အသုံးပြုမှာပေါ့နော်ကိုယ်ပိုင်အတွက်အသုံးပြုမယ်ဆိုရင်တော့ဒီအပေါ်မှာရှိတဲ့ for my personal use ကိုရွေးချယ်ပေးလိုက်ပါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာ Google account ရဲ့ကျွန်တော်နာမည်ကိုရေးထည့်ရမှာဖြစ်ပါတယ်โอเคပါနာမည်ကိုရိုက်ထည့်ပေးလိုက်ပါနာမည်ရေးထည့်ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ next ကိုနှိပ်လိုက်ပါโอเคပါဒီညမှာဆိုရင်တော့ကျွန်တော်တို့ရဲ့မွေးနေ့မွေးလမွေးရက်ကျွန်တော်တို့ပြီးတော့ gender ပေါ့နော်ဒါတွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်โอเคပါပထမဆုံးအနေနဲ့လကိုရွေးမယ်ပြီးရင်တော့ရက်ကိုထည့်မယ်ပြီးရင်တော့ခုနှစ်ကိုထည့်မယ်ပေါ့နော်ပြီးရင်တော့ gender ရဲ့ညာဘက်ချမ်းအမြားကိုနှိပ်ပြီးတော့ကိုယ်အနေနဲ့ main ကလေးဆိုရင်အပေါ်ဆုံးက female ယောက်ျားလေးဆိုရင်ဒီမှာရှိတဲ့ male ကိုနှိပ်ရမှာဖြစ်ပါတယ်โอเคပါမွေးတက္ကတိတွေတေချာလေးဖြည့်ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ next ကိုဆက်နှိပ်ပေးလိုက်ပါโอเคပါဒီညကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ Google ကနေပေးလာတဲ့ Gmail address လေးကိုတော့ဒီမှာကိုယ်အနေနဲ့ယူချင်ရင်တော့ရတယ်ပေါ့နော်သူတို့ပေးလာတဲ့ Gmail address ကတော့ကျွန်တော်တို့ကိုလိုချင်တဲ့စာတန်းတွေအတိုင်းမဖြစ်ဘူးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့လိုချင်တဲ့စာတန်းအတိုင်းမဖြစ်ဘူးကိုယ့်ရဲ့နာမည်နဲ့အဆင်မပြေဘူးဆိုရင်တော့ကိုယ်အနေနဲ့ကိုယ်ပိုင် Gmail address ကိုယူလို့ရပါတယ်ကိုယ်ပိုင် Gmail address ပေါ့နော်ကိုယ့်ရဲ့စိတ်ကြိုက် Gmail address ကိုလိုချင်တယ်ဆိုရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ create your own Gmail address ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ဒီနေရာမှာကိုလိုချင်တဲ့အင်္ဂလိပ်အခရာတင်ရှားကဏ္ဍတွေကိုဒီနေရာမှာရေးထည့်လို့ရတယ်ပေါ့နော်โอเคပါကျွန်တော်ကတော့ကိုယ့်ရဲ့နာမည်လေးနဲ့ရေးမယ်ပြီးရင်တော့အနောက်မှာကိုကြိုက်တဲ့တင်ရှားကဏ္ဍပေါ့နော်ကြိုက်တဲ့ကဏ္ဍကိုရေးထည့်လိုက်မယ်ရေးထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ Gmail address ကသူများတွေဖွင့်ထားသလားမဖွင့်ထားဘူးလားဆိုတာကိုပထမဆုံးအနေနဲ့ကိုယ့်အနေနဲ့စစ်ဆေးရမယ်ပေါ့နော်ဖွင့်ထားပြီးသားဆိုရင်တော့ကျွန်တော်ဒီနေရာမှာအနီရောင်စာတန်းလေးနဲ့ပြမှာပဲဖြစ်ပါတယ်မဖွင့်ရသေးဘူးဆိုရင်တော့ကျွန်တော်နောက်တစ်ဆင့်ကိုတစ်ခါတည်းသွားမယ်ပေါ့နော်โอเคပါစစ်ဖို့အတွက်ဆိုရင်တော့ဒီမှာရှိတဲ့ next ကိုနှိပ်လိုက်ပါโอเคပါဒီမှာဆိုရင်တော့ကျွန်တော်အနီရောင်စာတန်းလေးနဲ့ပေါ့နော်ဒီ Gmail address ကသူများယူထားပြီးသားဖြစ်တဲ့အတွက်ကိုယ်အနေနဲ့ယူလို့မရတော့ပါဘူးโอเคနောက်ထပ်တင်ချကဏ္ဍလေးတစ်ခုကိုထပ်ပြီးတော့ထည့်လိုက်မယ်ပေါ့နော်ပြီးရင်တော့ next ကိုဆက်နှိပ်ကြည့်ပါမယ်โอเคပါဒါလည်းယူထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့တခြားကဏ္ဍကိုယူရမယ်ပေါ့နော်โอเคပါပြီးရင်တော့ next ကိုဆက်နှိပ်ကြည့်လိုက်ပါမယ်โอเคပါဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ Gmail address ကိုလည်းအောင်မြင်စွာကျွန်တော်တို့ရယူပြီးသွားပြီပေါ့နော်โอเคပါဒီညကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ Gmail account ရဲ့ password ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်โอเคပါ password ထည့်တဲ့နေရာမှာလည်းကျွန်တော်တို့အနေနဲ့ strong ဖြစ်ဖို့လိုတယ်ပေါ့နော်အင်္ဂလိပ်အခရာလည်းပါရမယ်သင်္ချာကဏ္ဍလည်းပါရမယ်ကျွန်တော်တို့ပြီးတော့ special character ဆိုတဲ့ဒီလိုမျိုး dollar sign လေးတွေရှက်လေးတွေပေါ့နော်ဒီရာခိုင်နှုန်းလေးတွေပေါ့နော်ဒီကောင်လေးလည်းထည့်ပေးရမှာဖြစ်ပါတယ်โอเคပါဒီနေရာမှာကိုကြိုက်တဲ့ password ကိုပေးလိုက်ပါโอเคပါ password လေးကိုရိုက်ထည့်ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ next ကိုဆက်နှိပ်ပေးလိုက်ပါကျွန်တော် password က strong မဖြစ်ဘူးဆိုရင်တော့အနီရောင်စာတန်းနဲ့ပြမှာပေါ့နော် strong ဖြစ်တယ်ဆိုရင်တော့ဒီအရှိအဆင့်ကိုတစ်ခါတည်းရောက်သွားမှာပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ကျွန်တော်ရှေ့မှာထည့်ခဲ့တဲ့ Gmail account ရဲ့နာမည်ပါမယ်ဒီမှာအောက်မှာဆိုရင် Gmail account ရဲ့ address ကိုအနေနဲ့တွေ့ရမှာဖြစ်ပါတယ်โอเคပါဒီကောင်လေးပြီးရင်တော့ next ကိုဆက်နှိပ်ပေးလိုက်ပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ I agree ကိုနှိပ်ပေးလိုက်ပါဒီမှာ down နှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ Google account တစ်ခုကိုအောင်မြင်စွာနဲ့ကျွန်တော်တို့ဖွင့်ပြီးသွားပြီပေါ့နော်ကိုခေပါဒါလို့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ Google account တစ်ခုကိုစနစ်တကျနဲ့ဘယ်လိုဖွင့်ရမလဲဆိုတာကိုသိသွားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်ခင်ဗျာโอเคပါအခုလိုမျိုးဤပညာတိုးထွားဗီဒီယိုလေးတွေကိုဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ Facebook page TikTok account နဲ့ YouTube channel လေးကို like subscribe နဲ့ follow လေးလုပ်ပြီးထားကြဖို့လည်းအကြံပြုချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ